လာပါဒီနေ့မှာတော့ဆောင်းထဲမှာပဲတောက်တင်တဲ့ဖြော်ရည်၃မျိုးကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်ပထမဆုံးတော့ကျွန်တော်ဂျင်းတက်မြရည်ဖြစ်ပါတယ်ဒီဗီဒီယိုလေးကြည့်လိုက်အောင်ပါအဲ့တော့ဂျင်းတွေထည့်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီတက်မြဒီမြစ်ထည့်ရပါတော့ပြီးရင်ကျွန်တော်တို့ဒီမှာပူစီနံလေးနည်းနည်းထည့်တာပါသူကတော့ဒီအနက်လေးနည်းနည်းပို့မွေးသွားအောင်ပေါ့နော်ကေဒါဆိုလို့ရှိရင်တော့ရပါပြီပြီးတော့သူကဒီမှာပြားရည်လေးထည့်လိုက်ပါတယ်ဂျင်းကအပူတဲ့ဖြစ်တဲ့အတွက်ဒီသွေးလေးလေးပဲစီစဉ်မှုအားကောင်းပါတယ်ဒါလေးကတော့ကျွန်တော်မိုးရင်းမိုးမိတိုင်းအမြဲတမ်းဖြိုတောက်နေကြပါရင်းနှီးအိုးလေးကိုစနေမုံထည့်လိုက်ပါတယ်ဂျင်းပြီးရင်ငရုတ်ကောင်းတဲ့တစ်ကြိုးခောက်ကိုထည့်ပါတယ်ဒါဆိုရပါပြီစနေမုံကအစာချီစနစ်ကိုကောင်းမွန်စေပါတယ်ဂျင်းကတော့သွေးလေးလေးပဲမို့ကောင်းမွန်စေပါတယ်ဒါကြောင့်မို့ဒီဟာလေးကလေတောက်တင်ပါတယ်ဒါတော့တက်တဲ့မြောက်တနည်းပါဒီဆုံးဂျင်းထောင်းမိသားတွေကိုရင်းနှီးလေးထည့်ထားလိုက်ပါတယ်တစ်ကြိုးခောက်ကရပွေးရွက်လေးညင်စမုံစပါစနစ်မုတ်ထညက်ပြီးတော့ပင်စိမ်းရွက်ဒါတွေကိုထည့်လိုက်ပါတယ်ပြီးတော့ပင်စိမ်းရွက်ကိုခူးပြီးတော့မှထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့စားနဲ့ငရုတ်ကောင်ထောင်းပြီးထည့်လိုက်ပါတယ်ဒါဆိုရင်တော့မှုေးကြိုင်ချိုမြဆူးရှားတဲ့ဖြော်ရည်လေးရပါပြီအိမ်မှာကိုယ်တိုင်လှုပ်တော့ကြည့်လို့ရပါပြီအားလုံးကျေးဇူးအများကြီးတင်ပါတယ်